အားလုံးပဲမင်္ဂလာပါကျွန်တော်အရင်ကြီးကြည့်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုတွေ့ထားလို့ကျွန်တော်အလုပ်ပြင်ချင်းရီမိုးမချူအဝတ်မလဲပဲနဲ့တခါတည်းအဲ့ဒီဗီဒီယိုဖိုင်လေးကိုလာပြီးတော့မျက်ဝေပေးမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်ကပါလဲဆိုရင်ဒီမှာဒီကချင်အကူကြီးကကျွန်တော်တို့ချင်းတွေကိုစောကပေါက်ခတ်ပြီးတော့ရခိုင်တွေနဲ့ရန်တက်ပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းစိတ်မကောင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုဖိုင်လေးကိုမျက်ဝေပေးမှာဖြစ်ပါတယ်ပြီးတော့မိတ်ဆွေတို့အားလုံးတကယ်လို့မိတ်ဆွေဟာတိုင်းရင်သားဖြစ်ရင်ရှာလောက်ပေးပါမျက်ဝေပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်တိုင်းရင်သားအချင်းချင်းကြမှာဒီလိုမျိုးရန်တက်ပေးတာမိုင်းတက်တာတွေမကောင်းပါဘူးဆိုတော့ဒီဗီဒီယိုကိုကျွန်တော်နားထောင်ကြည့်မယ်ရန်တက်ပေးတာတော့မဟုတ်မင်းတို့သူကဘာနဲ့စတယ်လဲဆိုရင်ရန်တက်ပေးတာတော့မဟုတ်ဘူးပြီးဆိုပြီးတော့စကားဆပါတယ်မင်းတို့ချင်းနေရောနည်းနည်းတော့အမြင်ကျေစမ်းပါတဲလို့မင်းရလဲ refugee ခန္ဓာချင်းလို့များတာချင်းပဲရှိတယ်ငါပြောတာကချင်းတဲ့ပို့ပြီးတော့ refugee ရှိတာရောမရှိဘူးမြန်မာပြည်မှာအဆိုးဆုံး refugee ဖြစ်တာရောဒီချင်းလူမျိုးတွေပဲပြီးရင်စစ်အစိုးရကိုမင်းသူကမြန်မာပြည်မှာအဆူဆုံး refugee အချင်းလူမျိုးတွေပဲတဲ့ဘာမချင်နေတာလည်းမတည်ဘူးကျွန်တော်တို့ချင်း refugee များကြောင်းကိုသူကမချင်မနဲ့ပြောပြီးတော့အရင်ဆုံးချင်းတွေကိုပေါက်ခတ်ပြီးတော့စပြောတာဖြစ်ပါတယ်ငါခဏပြောနေတိုးလန်ပုံကနေဆိုတာရောကြားဖို့မကြားဘူးလားသူကခဏပြောတယ်တဲ့ချင်းတွေကတော်လှန်တယ်ပုံကန်တယ်ဆိုတာမရှိဘူးတဲ့သူဟာသူပြောတယ်နော်ခဏပြောဖူးတယ်တဲ့သူကတော်တော်လဲချင်းမကောင်းဆုံးကိုပြောသွားပြီးနဲ့တူတယ်ခဏပြောဖူးတယ်တဲ့ချင်းတွေကမတော်လှန်ဖူးဘူးဆိုတဲ့အကြောင်းပေါ့သိမလားဘမတမတော်သေးမှာချင်းလူမျိုးကအများဆုံးတိုင်းရင်းသားတွေမှာတတိယထဲမှာဗာပြောလဲဆိုဗမာတမတော်ထဲမှာချင်းတွေကအများဆုံးတဲ့ချင်းတွေရဲ့အပစ်တွေကိုသူကရှာပြီးတော့ပေါ်ထုတ်တာပေါ့နော်ကျွန်တော်တို့ကိုနီလန်ပေါင်းစုံနဲ့သူကနှိပ်ကွက်ပြီးတော့အပစ်ရှာပြီးတော့လောက်တာပေါ့ဒီအိမ်နေရောက်အနေနဲ့ရောက်နေတဲ့ကောင်တွေရှိတယ်ဒါပေမဲ့ချင်းလူမျိုးတွေကတိတ်ညောမရှိပါဘူးအခုရခိုင်တွေပလက်ဝကနေပြီးတော့ရခိုင်တွေကတော်လန်ရေးလုပ်တာရခိုင်ပြည်နယ်ရသွားရင်ကိုပိုင်အုပ်ချုပ်ခွင့်ဒေသရခိုင်တွေသူပြောချင်တာကတော့ရခိုင်တွေအကြောင်းဖြစ်ပါတယ်ရခိုင်တွေကိုသူကကူညီချင်လို့ချင်းတွေကိုယင်နှိပ်ကွက်တာချင်းတွေကရခိုင်တွေကိုမကူညီဘူးဆိုပြီးတော့သူကပုတ်ကွဲပုံရပါတယ်မျောလင်းချက်ပြီးွားသွားရင်ချင်းတွေရောအလိုလိုနေရင်းနဲ့သိတယ်မလားစင်ဖြူနားနေပြီးကြာဆုပ်လို့ရတာချင်းတွေကအလိုလိုနေရင်းနဲ့ရခိုင်နဲ့ကပ်ရက်ဖြစ်တဲ့ချင်းလူမျိုးတွေအလိုလိုရင်းနဲ့လူလက်ရေးရသွားနိုင်တယ်ကိုပိုင်တီးတန့်ပြည်နေဆိုတာကိုဖန်တီးပိုင်ခွင့်ရှိတယ်အဲ့ဒါကိုချင်းလူမျိုးတွေတတိထားစေချင်တယ်ဒီနေရာမှာသူပြောချင်တာကတော့ရခိုင်နာမှာနေလို့နင်တို့ကကိုပိုင်အုပ်ချုပ်ခွင့်ရနိုင်တယ်ဆိုပြီးတော့ပြောတယ်ဘာကြောင့်လဲဆိုသူကရခိုင်ကိုတော်တော်လေးအထင်ကြီးပြီးတော့သူကအရန်ကိုအားကိုးနေတယ်အဲ့ဒီအကြောင်းကိုကျွန်တော်နောက်မှရှင်းပြမယ်အခုကမင်းတို့အောင်နေရောတော်လာရေးမလုပ်ရေးဘူးသိမလားစိတ်လက်စီလုပ်နေတဲ့ဟာချင်းတွေကတော်လှန်ရေးမလုပ်ရေးဘူးတဲ့ခုရခိုင်ပြည်နေတဲ့ကမင်းတို့ကောင်လေကူညီပါသူပြောတာမင်းတို့ကောင်တွေလည်းတုံးသေးတယ်မကူညီနိုင်ရင်တော့မအနောက်ရှက်မပေးနဲ့ရခိုင်တွေကိုကူညီပါတဲ့မကူညီနိုင်တော့မှအနောက်ရှက်မပေးနဲ့တဲ့ဆိုတော့ကျွန်တော်တို့ကရခိုင်တွေကိုသူတို့ပြည်မှာအနှောက်အယှက်ပေးတဲ့ပုံစံပေါ့သူကကွာတမတော်ရတာမင်းပြည်ပမှာရောက်နေတဲ့ချင်းအရောက်တရားဆိုလို့ကတမတော်ကပြီးတော့ငါတို့ချင်းလူမျိုးတွေကိုနှိပ်စက်ပါတယ်ငါတို့ချင်းလူမျိုးတွေကိုအနိုင်ကျင့်စော်ကားပါတယ်လို့လိုပြီးတော့ဒီတွင်းမှာရှိနေတဲ့ဂျာနဲ့မိသားစုချင်းတွေကတမတော်ဘောကြီးကိုမင်းရလေခေါင်းပေါ်မှာတက်ပြီးတော့ထားနေတာဟာဒီပဲကွာငါโอเคသူကကျွန်တော်တို့ချင်းတွေကိုလည်းဆေးသေးတယ်။ဘာကြောင့်ဆေးလဲဆိုရင်ရခိုင်တွေကငါတို့ကိုနှိပ်စက်တဲ့ဆိုပြီးမှတခြားနိုင်ငံမှာတော့ပြောတယ်ဆိုပြီးတော့သူကကျွန်တော်တို့ကိုပြန်ပြီးတော့အပစ်ချပြီးတော့ပြောတယ်အဲ့ဒီပြီးမှကျွန်တော်တို့ကိုဆေးတယ်အဲ့ဒါမင်းတို့စဉ်းစားကြအဲ့ဒါမင်းတို့ကိုလည်းအတွေးကိုရှိကြမကူညီချင်းနေပါစေမနောက်ရှက်နဲ့အခုအမေချင်းတွေက
ဒီကောင်တွေကိုတတဲလို့တည်တယ်မလားအနိုင်ကျင့်နေတဲ့စစ်အစိုးရကိုကြတော့ပြန်ပြီးတော့ဘာမှမပြောရဘူးတိုင်းရင်းသားညီကိုချင်းချင်းစီလုံးညီမှုရှိဖို့အတွက်ကတော့မဟုတ်ဘဲနဲ့ရခိုင်နေလွတ်မြောက်ဖို့အတွက်စူးစမ်းနေတဲ့ခါမှာဟာရခိုင်ကိုပြန်လုပ်မယ်ပါဖြစ်မယ်ညာဖြစ်တယ်ဆိုတော့အဲ့ဒီအတွေ့အခေါ်ကမင်းရလဲတိုင်းရင်းသားတွေမှာအဲ့လောက်အထိယုံညံ့ပြီးတော့အဲ့လောက်အထိအောက်တန်းကြတဲ့တိုင်းရင်းသားတွေမှာတော့မင်းငါတခြားလူမျိုးမတွေ့ဘူး โอเค အားလုံးပြောတာမဟုတ်အဲ့လိုမျိုးလော်နေတဲ့ကောင်တွေကိုအဲ့လိုမျိုး သူပြောတာတော့ကျွန်တော်တို့ချင်းတွေကတိုင်းရင်သားထဲမှာအယုံညံ့ဆုံးအဆုံးပေါ့နော်ဆိုတော့ဒီကူကြီးကိုကျွန်တော်စကားမှာမယ်အကူကြီးကျွန်တော်တို့အကူကြီးကိုတိလည်းမတိပါဘူးဒါပေမဲ့တမိုင်းအရာကချင်နဲ့ချင်းကညီကူဖြစ်ပါတယ်ကချင်နဲ့ချင်းအကြားမှာဘာရညိုးရဆလည်းမရှိဘူးပြီးတော့ဒီလူမျိုးပုဂ္ဂိုလ်အဖြစ်တို့လကောင်အဖွဲ့အစည်းအဖြစ်တို့လကောင်ဒီလိုမျိုးပေါက်ခတ်ပြီးတော့မိုင်းတိတ်တာတွေရညှိုးဆတာတွေကျွန်တော်တို့ဘယ်တော့အခါမှမလုပ်ခဲ့ဘူးပါဘူးအကူကြီးကူတိုင်ကရခိုင်ကိုစိတ်တလို့တွားချိတ်ပါဘလောက်ပဲချိတ်ဘလောက်ပဲအားပေးအကူကြီးရဲ့သဘောပါတမိုင်းအကြောင်းမတိပဲနဲ့ရှုပ်မပြောပါနဲ့ကျွန်တော်တို့ဒီຫນွေဦးတော်လှန်ကြီးမှာဘာတိုင်းရင်သားကစစ်တပ်တွေကိုအရင်တိတ်တာလဲဆိုတာကူကြီးတိပါသလားချင်းတိုင်းရင်သားတွေကအရင်ဆုံးတိတ်ထားတာဖြစ်ပါတယ်အဲ့ဒါကိုအကူကြီးတရိယပါပြီးတော့ကချင်နဲ့ချင်းအကြားမှာဘေတော့အခါမှဒီလိုမျိုးရညှိုးတွေမရှိဘူးပြီးတော့ရခိုင်နဲ့ချင်းအကြားမှာလည်းရညှိုးမရှိပါဘူးကူကြီးကရခိုင်ကိုအရန်ကြိုက်လွန်းလို့ချင်းတွေကရခိုင်တွေကိုမကူညီလို့မိုင်းမတိတ်ပါနဲ့ရန်မတိတ်ပေးပါနဲ့အကူကြီးကတမိုင်းအထောက်ထားအကျူးအကြောင်းတိသွားရင်အကူကြီးကိုတိုင်ရှက်လိမ့်မယ်ရခိုင်တွေကချင်းပြည်မှာလာပြီးတော့စီရေးအရာကျွန်တော်တို့ချင်းပြည်နယ်မှာအခြေလာချက်ပြီးတော့သူတို့ကနေရာယူထားတာကျွန်တော်တို့ကသူတို့ပြည်မှာတွားပြီးမှတွားပြီးတော့ကလော်ပြီးတော့နှောက်ရှက်တာမဟုတ်ပါဘူးသူတို့ပဲလာပြီးတော့စူးတဲ့လူတွေကကျွန်တော်တို့ချင်းပြည်မှာသူတို့လာတောင်းကျမ်းတာအဲ့ဒါတော့မှကျွန်တော်တို့ကဘာမှမလုပ်သေးပါဘူးတကယ်လူကြီးဖြင့်လူကြီးလူစကားပြောပါလူကြီးနဲ့တိုင်အောင်ကိုအသက်အရွယ်နဲ့တိုင်အောင်စကားပြောပါကျွန်တော်တို့ကိုမဆေးပါနဲ့မဆူပါနဲ့အကျူးမဲ့အကြောင်းမဲ့ရခိုင်ကိုကြိတ်လွန်းအားကြီးလဲအကူကြီးကြိတ်လို့ရပါတယ်ဒါပေမဲ့ရခိုင်ကြိတ်လို့ချင်းတွေကိုလာဆေးမဲ့အကြောင်းမရှိအကြောင်းရှာမလို့ပါနဲ့ပြီးတော့ဒီကချင်ကောင်ပဲပြောမယ်ဒီလူပုဂ္ဂိုလ်ဒီကောင်ကအရင်တုန်းကရခိုင်ကိုဒီမြန်မာပြည်ရဲ့တိုင်းရင်းသားအားလုံးထဲမှာအကျိတ်ဆုံးဖြစ်ကြောင်းကိုသူပြောဖူးတယ်အဲ့ဒါကြောင့်ဒီအတန်ကိုကျွန်တော်နားထောင်ဖူးတယ်ကြားဖူးတယ်လို့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်နားထောင်တဲ့အချိန်မှာပြန်စဉ်းစားပြီးတော့ဒီကောင်ကရခိုင်တွေဘလောက်ကြိုက်ကြောင်းတိုင်းရင်းသားထဲမှာမြန်မာပြည်အားလုံးထဲမှာရခိုင်အကျိတ်ဆုံးဖြစ်ကြောင်းကိုခဏပြောလက်ရှိတယ်ဆိုတော့ကျွန်တော်လည်းနည်းနည်းရန်ရင်လည်းအားလုံးခုလွတ်ပေးကြပါအကျိုးမရှိအကြောင်းမရှိကျွန်တော်တို့ကိုပောက်ခတ်တယ်ရန်ရှာတယ်ရခိုင်တွေနဲ့မှိုင်းတက်ပေးတယ်အဲ့ဒါမျိုးမကောင်းပါဘူးချင်းနဲ့ကချင်အကြမှာဒီလိုမျိုးရန်ညိုးတွေရန်တဲတွေမရှိပါဘူးတမိုင်းအရာတို့လကောင်းအခုထိမေပင်အခြေအနေရတို့လကောင်းဘာမှမရှိပါဘူးလူပုဂ္ဂိုလ်ချင်းအဖြစ်တို့လကောင်းအဖွဲ့အစည်းအဖြစ်တို့လကောင်းဒီလိုမျိုးမရှိခဲ့ဖူးပါဘူးလို့နောက်မှဒီလိုမျိုးစကားပြောမယ်ဆိုရင်ခုအသက်ရွယ်နဲ့တန်အောင်စဉ်းစားပြီးတော့ချင်းပြီးတော့ပြောပါတမိုင်းမတိရင်ပစတ်မဟာပါနဲ့လို့မှာချင်ပါတယ်အလုံးစေပေးကြပါဒီလိုမျိုးစူးရတဲ့ဝါဒဖြစ်ချင်းမိုင်းတိတ်ချင်းကအဆူဆုံးစစ်ခေါင်စီတွေရဲ့ဒါလက်ကင်ဖြစ်တယ်ဝါဒဖြစ်ချင်းမိုင်းတိတ်ချင်းကဗမာစစ်ခေါင်းဆောင်တွေရဲ့လောက်ရက်တွေဖြစ်တယ်ဒီလိုမျိုးမကောင်းပါဘူးသူကိုတိုင်ရခိုင်အရန်ကြိုက်လွန်းလို့ရခိုင်တွေကချင်းပြည်မှာလာပြီးတော့
ตองเจนหากูตูมติเบเนี่ยยခိုင်တွေကိုချင်းတွေကမကူညီချင်ဘူးဆိုပြီးတော့ပောက်ကွဲတာအဲ့ဒါကြောင့်အားလုံးရှေ့ပေးကြပါဒီလိုမျိုးလုံးဝမကောင်းပါဘူးရခိုင်နဲ့ချင်းလဲရန်ညုံမရှိဘူးပါဘူးရန်လည်းမဖြစ်ဘူးပါဘူးဒါပေမဲ့အခုတလို့အခြေအနေရခိုင်တွေကချင်းပြည်မလာပြီးတော့နေတယ်စီရီအရာအဲ့ဒီချိန်မှာရခိုင်တချို့စူးသွင်းတဲ့လူတွေကချင်းပြည်မှာတောင်းကျမ်းတယ်အဲ့ဒါကျွန်တော်တို့ပြောရမယ်လေဒါတော့မှမပြောရသေးဘူးဒါကူတူကလက်မခံချင်ဘူးရခိုင်တွေဘလောက်ပဲတောင်းကျမ်းကျွန်တော်တို့ငင်နေမှသူကဂျေနစ်မြေပုံစံဘေးရမယ်လေအဲ့ဒါမျိုးကြတော့မကောင်းပါဘူးเนาะကူတိုင်လဲကူကြီးကိုကျွန်တော်ပြောမယ်ခင်ဗျမိသားစုခင်ဗျဖအေမင်းမတာသမီတွေကိုတခြားတိုင်းရင်းသားကခင်ဗျကချင်ပြည်မှာနေတဲ့ခင်ဗျရဲ့ကချင်ပြည်မှာလာပြီးတော့စောကပောက်ခင်ခံနိုင်မလားကိုဟာကိုစဉ်းစားပါလူများနေရာမှာကိုကဝင်ပြီးတော့စဉ်းစားပေးကြပါအလုံးရှေ့ပေးကြပါဒီဗီဒီယိုကကျွန်တော်လုံးဝစိတ်မကောင်းပါဘူးကျွန်တော်ဘယ်လိုပြောရမှန်းတော့မသိဘူးချက်ချင်းဒီဗီဒီယိုကိုနှစ်ခါသုံးခါနားထောင်တယ်ပြီးတော့သူအရင်တုန်းကပြောခဲ့ပူတာလဲကျွန်တော်ကုန်လုံးပြန်တရိရပြီးတော့ဒါကတော့လုံးဝမမှန်တော့ဘူးစစ်ကောင်စီနီးပြူဟာဖြစ်တယ်မိုင်းတိတ်တာတွေဝါဒဖြစ်တာတွေမကောင်းပါဘူးသူဘလောက်ပဲရခိုင်တွေကိုသူဘလောက်ပဲချိတ်သူချိတ်လို့ရပါတယ်သူကူငီလို့ရပါတယ်ဒါပေမဲ့ရခိုင်တွေကိုသူချိတ်လို့ချင်းတွေကိုပောက်ခတ်စော်ကားတာမျိုးတော့မလောက်တင်ပါဘူးမလောက်ကောင်းပါဘူးလို့ကျွန်တော်ဒီကူကြီးကိုကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းမယမ်းချင်ပါဘူးရန်လည်းမယမ်းတတ်ပါဘူးရန်ဆိုင်မိတာရှိလေအလုံးခုလွတ်ပေးကြပါဒါပေမဲ့သူကတော့ကျွန်တော်တို့ကိုဆေးလဲဆေးရဲဆူလဲဆူရဲသူကြိတ်သူလို့အာရပါရကျွန်တော်တို့ချင်းတွေကိုစော်ကားပေါက်ခတ်တယ်ရခိုင်တွေကိုမကူညီလို့တဲ့ဆိုတော့အဲ့ဒါမျိုးကတော့ဘယ်သူအတွက်မှမကောင်းပါဘူးဘေးတိုင်းရင်သားအတွက်မှလည်းမကောင်းဘူးဗမာတိုင်းရင်သားအတွက်လည်းမကောင်းဘူးမွန်ကချင်ကရရင်ရခိုင်ရှမ်းချင်းဘယ်သူအတွက်မှဘေးတိုင်းရင်သားအတွက်မှမကောင်းပါဘူးဘေးသူတူတရအပေါ်မှာတော့လကောင်းအဖွင့်စီပေါ်မှာတော့လကောင်းမကောင်းပါဘူးလို့ဒီလူမျိုးဟာကစူးညက်တဲ့ရောက်မှာကောက်ချစ်တဲ့အလွန်ယူယွင်းတဲ့ရှင်းလေတဲ့သူတွေရဲ့နီးပြိညာဖြစ်ပါတယ်လို့ဒီလူမျိုးကဒီလူမျိုးမိုင်းတိတ်တာဝါဒဖြစ်တာကတော့တကယ်ယူယွင်းတဲ့သူတွေရှင်းလေတဲ့ကောက်ချစ်တဲ့သူတွေရဲ့တောက်ကံပဲဖြစ်ပါတယ်လို့နော်ယူယွင်းတယ်ဆိုတာကအနာထဲမှာပီတည်တဲ့ဟာကိုယူယွင်းတယ်လို့ခေါ်တယ်ဒီလိုမျိုးစိတ်ထားကိုမမွှဲပါနဲ့ကိုအသက်ရွယ်နဲ့လိုက်အောင်စကားကိုပြောကြပါလို့အားလုံးကိုလည်းတိုက်တွန်းချင်ပါတယ်ပြီးတော့ဒီကူကြီးကိုလည်းကောင်းမာချင်တယ်ဘယ်သူအတွက်မှဘယ်သူအပေါ်မှဒီလိုမျိုးမကောင်းပါဘူးလို့အားလုံးကျေးဇူးပြုရရှေ့ပေးကြပါဒီအကူကြီးမင်းအောင်သူပြောတာတော်လဲရှိသွားပြီနဲ့တူတယ်သူကခဏပြောဖူးတယ်တဲ့ငါခဏပြောဖူးတယ်တဲ့ဆိုတော့ကျွန်တော်တို့ဒီຫນွေဥတော်လှန်ရေးမှာအစတုံးမှာကျွန်တော်တို့ချင်းတွေကစတိုက်တာဒေါက်တာတေဇာဆန်းကသူကတပိုက်ဖို့တယ်ချင်းကကလေးနေကနေစတိုက်တယ်အကုန်လုံးကျွန်တော်တို့တမိုင်းတီးတယ်ရဲတွေကတပိုက်ပြီးသူကိုအရင်ဆုံးပစ်တယ်တပိုက်ပေါ်တာကဒေါက်တာတေဇာဆန်းလက်ကျူးလွန်တာကရဲအရင်ဆုံးစစ်ကောင်စီကိုတိုက်ထုတ်တာကချင်း